မက်ဆီကိုဂုဏ်ပြုတဲ့အနေနဲ့လီယိုမက်ဆီစတန်ပွဲကြည့်စဉ်ကြီးကိုအိမ်ကွင်းအသစ်မှာထည့်သွင်းသွားတော့မယ်အင်တာမိုင်ယာမီပရိသတ်အားမင်္ဂလာပါဗျာ Yes for iMac ခွန်ရှိကိုစာပေကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရစေ iPad ခွန်ရှိကိုမောင်556ကစားမယ်ဆို Viber 399250ခွန်40ကိုဆက်သွယ်အကောင့်ဖွင့်ကစားနိုင်ပါတယ်ခင်ဗျာဘောလကမှာကစားမအကြောက်ကိုဂုဏ်ပြုတဲ့အနေနဲ့ရုပ်ထုတီစောက်တာဂျာစီနံပါတ်ကိုအနားပေးတာတွေကထုံးစံတစ်ခုလိုဖြစ်နေပေမဲ့အခုအင်တာမိုင်ယာမီအသင်းရဲ့ကြီးညာချက်ကတော့ကမ္ဘာအားကစားသမိုင်းမှာအရန်ကိုရှားပါပြီးထိုးကြတဲ့သမိုင်းမှတ်တိုင်တစ်ခုကိုစိုက်ထူလိုက်တာပဲဖြစ်ပါတယ်အင်တာမိုင်ယာမီအသင်းရဲ့တီထောင်ဆဲအိမ်ကွင်းတည်ကြီးဖြစ်တဲ့မိုင်ယာမီဖရီဒမ်ပတ်မှာအသင်းရဲ့အသက်ဝိညာဉ်ဖြစ်သူလီယိုနယ်မက်ဆီကိုဂုဏ်ပြုတဲ့အနေနဲ့လီယိုပွဲစီပွဲကြည့်စဉ်လီယိုမက်ဆီစတန်ကိုတရားဝင်ထည့်သွင်းတီဆောက်သွားမယ်လို့မိုင်ယာမီဘက်ကကြီးညာသွားခဲ့ပါတယ်ပုံမှန်အားဖြင့်ဘောလုံးကွင်းတွေပွဲကြည့်စင်တွေကိုနာမည်ပေးတယ်ဆိုတာကစားမဘွားကနေနားယူသွားတဲ့ကဏ္ဍဝင်တွေဒါမှမဟုတ်ကွယ်လွန်သွားခဲ့တဲ့သူရဲကောင်းတွေကိုဂုဏ်ပြုတဲ့အနေနဲ့လုပ်လို့ရှိတာပါ။ဥပမာမန်ချက်စတာယူနိုက်တက်ကစာပေါ်ပြီးချတဲ့ပွဲကြည့်စဉ်နာပိုလီကမာရာဒိုနာကွင်းမျိုးလိုဖြစ်ပါတယ်။ဒါပေမဲ့အင်တာမီယာမီရဲ့ကြီးညာချက်မှာဖော်ပြထားသလိုပဲမန်စီယာသူနာမည်ပေးထားတဲ့ပွဲကြည့်စဉ်ရှင်းမှာသူကိုယ်တိုင်ပုံမှန်ဝင်အောင်ကစားမဲ့ကမ္ဘာအားကစားလောကရဲ့အရန်ကိုရှားပါပြီးထူးခြားတဲ့ဖြစ်စဉ်တွေကိုဖြစ်လာတော့မှာပါ။ကိုယ်နာမည်ကမီးထိုးထားတဲ့ပွဲကြည့်စဉ်ကြီးရှင်းမှာကိုယ်တိုင်ပြေးလွှားကစားပြီးဂိုးသွင်းအောင်ပွဲခင်ရမယ့်ခန်းစားချက်ဆိုတာကစားမတယောက်အတွက်စေကူးရင်လို့တော့မရနိုင်တဲ့အမြင်ဆုံးသောဂုဏ်သိက္ခာတစ်ခုဖြစ်ပါတယ်။အင်တာမီယာမီအနေနဲ့ဒီလောက်ကြီးကျယ်တဲ့ဂုဏ်ပြုမှုမျိုးကိုဘာလို့ပေးရရတာလဲဆိုတဲ့အဖြေကတော့ရှင်းပါတယ်။မန်စီမရောက်ခင်ကအင်တာမီယာမီဟာအမက်ဆန်ရဲ့အောက်ခြေမှာရုန်းကန်နေရတဲ့အသင်းသက်သက်ပါပဲ။မန်စီရောက်လာပြီးလပိုင်းတွင်းမှာပဲလီဗလာကိုရောက်ပေးခဲ့တယ်လို့အသင်းရဲ့အဆင့်တန်းကိုကမ္ဘာထိပ်တန်းကလပ်အသင်းတွေနဲ့လူသိများလာစေခဲ့ပါတယ်။မန်စီရောက်ရှိလာမှုကြောင့် Apple TV Plus ရဲ့အမက်ဆန်စီစဉ်ပတ်စင်းသွင်းသူရေးအတွက်ဟာတမိုင်းတင်လောက်တက်သွားခဲ့ပါတယ်။ဂုဏ်ဝင်လက်မှတ်တွေပန်းအောင်ဂျာစီရောင်းအားတွေဒေါ်လာတန်းချီဝင်ငွေရရှိစေခဲ့ပါတယ်။ဒီကျေးဇူးတရားတွေအတွက်လီယိုမက်ဆီစတန်ဆိုတာကအင်တာမီယာမီကပြန်လည်ပေးဆက်လိုက်တဲ့ထိုက်တန်လာသောကျေးဇူးဆက်ခြင်းတစ်ခုပါပဲ။အင်တာမီယာမီတီဆောက်နေတဲ့ကွင်းသိကြီးဟာမကြာခင်မှာပြေဝအသက်ဝင်လာတော့မယ့်အင်ယာမစီမံကိန်းကြီးပါ။ကမ္ဘာတဝန်းကမက်ဆီပရိသတ်တွေအတွက်ဒီလီယိုမက်ဆီစတန်ဟာတာမန်ပွဲရှိစဉ်တစ်ခုမဟုတ်တော့ပါဘူး။အာဂျင်တီးနားကရိုဆာရီယိုစပိန်ကကန်နူတို့လိုပဲမက်ဆီကိုချစ်မြတ်နိုးသူတိုင်းဘွားမှာတစ်ခါလောက်ဖြစ်မနေတွားရောက်လဲပတ်ပြီးဓာတ်ပုံရိုက်ကူးရမယ့်အထွတ်မြတ်နေရာတစ်ခုဖြစ်လာတော့မှာပါ။မက်ဆီကစားမပွဲကနေနားယူသွားတဲ့ဒီနေ့မှာတော့ဒီပွဲကြီးစဉ်ကြီးကမိုင်ယာမီမြို့မှာအမေရိကန်ဘောလုံးလောကကိုတကယ်ဆန်းစေခဲ့တဲ့မော်ဆီယာကြီးရဲ့အမွေနေ့တွေအပြင်မျိုးဆက်တစ်တွေကိုတမိုင်းကြောင်းတွေပြန်လည်ပြောပြနေတော့မှာဖြစ်ပါတယ်။တကယ်တော့ဒါစိတ်ခံစားမှုတက်တဲ့လုံးတဲ့ဆုံးဖြတ်ချက်မဟုတ်ဘဲနဲ့အရန်ကိုထက်မြက်တဲ့စီးပွားရေးနဲ့ဈေးကွက်ရှာဖွေရေးမှာပြရတစ်ခုလည်းဖြစ်ပါတယ်။မိုင်ယာမီအသင်းရဲ့ပိုင်းရှင်ဒီဘက်မကန်ဟာမက်ဆီကိုကလပ်အသင်းအစိပ်ပိုင်းတစ်ခုပြင်ထားရချီနှောင်လိုက်တာပါ။အနာဂတ်မှာကမ္ဘာ့ဆင့်ကစားမအသင်းတွေကိုအင်တာမိုင်ယာမီကခေါ်ယူတဲ့အခါမက်ဆီရဲ့ပွဲကြီးစဉ်ရှိမှလာကစားပါဆိုတဲ့စကားတစ်ခုနဲ့ဆွဲဆောင်မှုအပြည့်အဝရှိနေစီမယ်။အီယာမ brand image ကြီးကိုတိစောက်လိုက်တာပဲဖြစ်ပါတယ်။အနည်းချက်အပြင်ပြောရမယ်ဆိုရင်တော့အင်တာမီယာမီရဲ့လီယိုမက်ဆီစတန်ဆိုတဲ့ကြီးညာချက်ဟာလီယိုမက်ဆီဆိုတဲ့ဘောလုံးပညာရှင်ကြီးရဲ့ကြီးမြတ်မှုကိုနောက်ထပ်တစ်ဆင့်ထပ်မံမြင့်တင်ပေးလိုက်တာပါပဲ။အနာဂတ်မှာပရိသတ်တွေပန်းအောင်ဂျာစီကိုဝတ်ဆင်ပြီးမက်ဆီရဲ့နာမည်ကမီးထိုးထားတဲ့ပွဲကြီးစဉ်ကြီးပေါ်မှာမက်ဆီကိုယ်တိုင်ကွင်းထဲမှာကစားနေတာကိုအားပေးရမယ့်မြင်ကွင်းဟာကမ္ဘာအားကစားသမိုင်းတစ်လျှောက်အလှပဆုံးနဲ့အရှားပါဆုံးသောမော်ဆန်တဲ့မြင်ကွင်းတစ်ခုဖြစ်လာမှာတေချာပဲဖြစ်ကြပါညီကိုတို့ကရောမန်စီရဲ့နာမည်နဲ့ပွဲကြီးတင်တစ်ခုထည့်သွင်းသွားမယ်မိုင်ယာမီရဲ့လောက်ရပေါ်မှာဘယ်လိုများမြင်ကြလဲမိမိတို့ရဲ့မြင်လေးတွေကိုမျှဝေပေးသွားခဲ့လို့ရပါတယ်အစောင်းကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ